大家好，元旦快乐！新的一年我们继续加油吧。今晚大家是不是都安排了很有趣的计划呢？ New Year ညမှာဘာအစီအစဉ်တွေဆွဲထားပြီးကြပြီလဲပြောစရာအစီအစဉ်လေးတွေမစခင်ဒီနေ့ဗီဒီယိုထဲမှာပါတဲ့စလုံးလေး9လုံးကိုလေ့လာကြပါဦးနော်တရုတ်စလုံးတွေရေးဖို့အတွက်အခြေခံဖြစ်တဲ့စုပ်ချက်ဆွဲချက်တွေကိုဆက်ပြီးတော့လေ့လာကြမယ်နော်ပထမတစ်လုံးကိုရှုဝမ်းလို့ခေါ်ပါတယ်တောင်းပြီးတော့ကွေးလေးပေါ့နော်ရှုဝမ်းရဲ့ဥပမာကိုရှီးဆိုတဲ့စကားလုံးနဲ့ရေးပြထားပါတယ်နော်ရှီးဆိုတဲ့အဓိပ္ပာယ်ကတော့အနောက်ဘက်ပေါ့လိုက်ပြီးရေးကြည့်ကြပါဦးနော်နောက်တစ်လုံးကိုကြတော့ရှုဝမ်းကုန်းတောင်လိုက်ကွေးလေးပြီးတော့အချိတ်ရှုဝမ်းကုန်းလို့ခေါ်ပါတယ်ရှုဝမ်းကုန်းရဲ့ဥပမာကိုကြတော့တင့်နဲ့ရေးပြထားပါတယ်တင့်ရဲ့အဓိပ္ပာယ်ကကြတော့လက်စစ်ပေါ့လက်စစ်မီးကို电灯电光လို့ခေါ်တယ်နော်ဘက်ထရီကိုကြတော့电池ဖုန်းကိုကြတော့电话တယ်လီဖုန်းနောက်တစ်လုံးဆက်ရေးကြည့်ပါမယ်数折折ရဲ့ဥပမာကိုကြတော့တင်ဆိုတာနဲ့ရေးပြထားပါတယ်တင်ဆိုရဲ့အဓိပ္ပာယ်ကတော့ရှေးခေတ်ကသုံးတဲ့တေအိုးပေါ့အိုးတစ်မျိုးပေါ့နော်တင်ရေးရနည်းနည်းတော့ရှုပ်တယ်လို့ထင်ရပါတယ်အများကြီးရေးပေးထားတယ်နော်ဒီဟာလေးနည်းနည်းလေးရှုပ်လို့တင်လို့ဖတ်ရပါတယ်လိုက်ရေးကြည့်ကြပါဦးနော်နောက်တစ်လုံးဆက်ရေးပါမယ်ရှု折折钩လို့ဖတ်ရပါတယ်ရှု折折钩ရဲ့ဥပမာကိုကြတော့ညောင်ဆိုတဲ့စကားလုံးနဲ့ရေးပြထားပါတယ်ညောင်ရဲ့အဓိပ္ပာယ်ကတော့ငှက်ပေါ့နော်လိုက်ရေးကြည့်ကြပါဦးနော်ညောင်ငှက်နောက်တစ်လုံးကြတော့ရှဲကုန်းလို့ဖတ်ပါတယ်ရှဲကုန်းရဲ့ဥပမာလေးကိုကြတော့ဝေါ်နဲ့ရေးပြထားပါတယ်ဝေါ်ဆိုတာကျွန်တော်ကျမကျွန်ုပ်ပေါ့နော်ဝေါ်အများကြီးလည်းရေးကြည့်ကြပါဦးနော်ရေးတော့ကနည်းနည်းမှားတော့လို့ပါကောင်းလေးပြန်ရေးပြထားပါတယ်နော်ဝေါ်လို့ခေါ်ပါတယ်နောက်တစ်လုံးကတော့ဖြဲတင်လို့ဖတ်ရပါတယ်ဖြဲတင်ရဲ့ဥပမာလေးကိုကြတော့ຫນွီဆိုတဲ့စကားလုံးနဲ့ရေးပြထားပါတယ်ဒီရေးထားတဲ့နှလုံးကမာနေလို့အတစ်ပြန်ရေးပြထားပါတယ်နော်ຫນွီဆိုတာမိန်းကလေးအမျိုးသမီး
နောက်ဆုံးတစ်လုံးကြတော့ဝေါ်ကုန်းလို့ဖတ်ပါတယ်ဝေါ်ကုန်းဝေါ်ဆိုတာကတော့လဲလျောင်းဒီအိတ်ဒီပေါ့နော်ဆောင်းလေးဝေါ်ကုန်းရဲ့ဝတ်မာလေးကိုကြတော့ရှင်းဆိုတဲ့စကားလုံးနဲ့ရေးပြထားပါတယ်ရှင်းကတော့လူတိုင်းသိပါရဲ့နော်စိတ်နှလုံးဗီဒီယိုလေးကတော့ဒီလောက်ပါပဲ Happy New Year ပါနောက်နှစ်မှာတူတူထပ်ကြိုးစားကြပါမယ်နော်